ကီရာရာဆိုတဲ့မျိုးသားတယောက်ဟာဈေးထဲမှာတားယောက်ျားလေးမွေးဖွားစေတယ်ဆိုတဲ့ဂိုလကပ်ပါမုံကိုရောင်းချနေတဲ့သူဖြစ်ပြီးဆိုင်ဖွင့်ဖွင့်ချင်းမှာပဲကိုဝင်တယ်ရီတန်းစီနေပါတယ်။အဲ့ဒါကိုမျိုးသားတယောက်ကခမားမုံကိုစရင်ကျွန်တော်မိမယောက်ျားလေးမွေးမှာတေးကြရလားမင်းနေတဲ့အတွက်ဝင်ကြီးတွေဒေါက်တာတွေတောင်အာမမခံနိုင်တဲ့ကိစ္စကို25ရူပီတန်မုံရောင်းတဲ့ကျုပ်ကအာမခံစာရွက်ထုတ်ပေးရအောင်မလားဆိုပြီးပြန်မေးလိုက်ပါတယ်။အဲ့ဒီအချိန်ညီမဖြစ်သူကမင်္ဂလာကိစ္စနဲ့ပတ်သက်ပြီးကောင်းလေးဘက်ကရောက်နေကြောင်းဖုံးဆက်လာတာကြောင့်အလော်ကြီးထွက်လာဖို့လုပ်နေပါတယ်။အဲ့တော့ကိုအမျိုးသမီးတယောက်ကမုံမကျွေးပဲဘယ်သွားမှလဲမေးနေတာကြောင့်ယောက်ျားလေးရအောင်လုပ်တာကျွန်တော်မဟုတ်ဘူးမုံစားမှရမယ်ဆိုတာထွက်လာပါတယ်လမ်းမှာတွေအဝတ်အစားတွေလည်းမုံအချိုရီယူကအင်ကိုအမြန်ပြန်လာခဲ့ပါတယ်ကီတာရာမှာညီမလေးယောက်ရှိနေခဲ့ပြီးအားလုံးကသူ့ကိုလာလို့ချစ်စနိုးနဲ့ခေါ်ကြပါတယ်အင်ကိုရောက်တဲ့အခါပိန်ပိန်သေးသေးညီမတယောက်ကမုံစားရင်ကြိုဆိုနေခဲ့ပြီးနောက်တစ်ယောက်ကလည်းအမှောင်ထဲမှာဘာမှမမြင်ရတာကြောင့်အယောင်တောက်တောက်လေးတွေဝေခိုင်းနေရပါတယ်အိမ်ပေါ်ကိုတက်တဲ့အခါသူတို့သားဘက်ကိုနောက်ကျသွားတဲ့အတွက်တောင်းပန်နေခဲ့ပြီးလက်ထပ်ပေးမဲ့ညီမဖြစ်သူကိုလက်ဖေးချပေးဖို့အော်နေပါတယ်အလားဆုံးညီမဖြစ်တဲ့ဂိုင်သရီထွက်လာတဲ့အခါသူ့ဘေးကဂျင်းကြီးနဲ့လူကိုမင်းကြီးလေးလားလို့ကောင်းလေးဘက်ကမင်းနေတာကြောင့်ညီမအငယ်ဆုံးစာရဝတီဖြစ်ကြောင်းပြောပြနေရပါတယ်ဂိုင်သရီကလက်ဖေးပကံချပေးဖို့လုပ်တဲ့အခါအင်တော်ရေးပွဲစားကဝင်လာပြီးကောင်းလေးရဲ့မိသားစုကိုတခြားသူတို့သမီးအိမ်ကတင်တောင်းငွေ12သိန်းလို့ပြောထားခိုင်းနေပါတယ်လာကတော့ကျွန်တော်တို့17သိန်းနဲ့ပြောထားတယ်မလားလို့ပြောတဲ့အခါ14သိန်း15သိန်းအမျိုးမျိုးတိုးတောင်းနေခဲ့ပြီးသူတို့သားဘက်ကထွက်သွားဖို့လုပ်နေပါတယ်ညီမတယောက်ကို18သိန်းဆိုရင်ကျွန်တော်မှညီမ4ယောက်ရှိတာကြောင့်ဘယ်ဘန်ကိုတများတိုက်ပေးရမလဲလို့လာကတောင်းပန်နေပါတယ်။ကောင်းလေးရဲ့ဖခင်ကတော့ငါတို့သမီးတုံးကလည်းအဲ့ဒီလိုပေးထားတာပဲအခုငါတို့တောင်းရမယ်အလဲမို့နားလေပေးပါဆိုကထွက်သွားပါတယ်။အကိုဖြစ်သူလာကစိတ်သက်ကြနေခဲ့ပြီးချစ်စရာညီမ3ယောက်ကတော့အိတ်ခံထားတဲ့စမူစာကိုဝိုင်းလူနေတဲ့အတွက်ဆုံးအားသွားပါတယ်။လာတို့ရဲ့မိခင်နဲ့ဖခင်ဖြစ်သူဟာသူတို့ငယ်ငယ်တည်းကဆုံးသွားတာဖြစ်ပြီးမိခင်ဖြစ်သူမသေးခင်မှာညီမ4ယောက်ကိုအိမ်အောင်ချပေးပြီးမှလက်ထပ်ရမယ်လို့လာကိုဂတိတောင်းသွားပါတယ်။လာရဲ့ချစ်သူစပနားနဲ့ဖခင်ဖြစ်သူဟာမင်္ဂလာကိစ္စမအောင်မြင်ကြောင်းသိလိုက်ရလို့ရန်တွေ့ဖို့ထွက်လာနေကြောင်းသိလိုက်ရတဲ့အတွက်အနောက်ကနေဆင်းပြေဖို့လုပ်နေပါတယ်။စပနာရဲ့ဖခင်ဟာအော်ကြီးဟဲ့ကျဲရန်တွေ့နေတာကြောင့်စာရဝရီကအကိုဖြစ်သူဘန်ကိုထွက်သွားပြီဖြစ်ကြောင်းပါဇက်ကပြောနေပေမဲ့အနောက်ဘက်ကနေဆင်းပြေသွားကြောင်းလက်ဟန်ချေဟန်နဲ့ကြောက်ချနေပါတယ်။စပနာရဲ့ဖခင်နဲ့တွေ့တဲ့အခါခြေတော်ကျိုးနေတဲ့ငှက်ကိုအစာတက်ကျွေးနေတယ်လို့လိန်နေပြန်တာကြောင့်မင်းညမရဲ့တင်တောင်းငွေ18သိန်းအောင်မပေးနိုင်ဘူးလားပြောနေတဲ့အတွက်ဒုတိယကမ္ဘာစစ်တုန်းကလာရဲ့ဖိုးကကလပ်ပဲတင်မှုဘဏ်ကချင်းငွေယူခဲ့ပေမဲ့ဟစ်တလာလို့အကျွေးတွေဆက်နေရတာဖြစ်ကြောင်းအရက်ကဝိုင်းပြီးရှင်းပြနေရပါတယ်။ရောက်ကတိကတော့ဘာပဲဖြစ်ဖြစ်နောက်8လနေရင်ပင်စင်ယူတော့မှဖြစ်တာကြောင့်ငါသမီးကိုအိမ်အောင်ချပေးရမယ်မင်းကိုစောင့်နေနိုင်ဘူးဆိုကထွက်သွားပါတယ်။ညဘက်ရောက်တဲ့အခါအကျွေးစင်းတွက်နေတဲ့လာကိုဂိုင်3ကညမလက်ထပ်ပြီးရင်3ယောက်ကြံသေးတယ်အကိုဘလို့လုံးမှလည်းပြောနေတဲ့အတွက်စိတ်မပူဘူးပြောနေတဲ့အချိန်ကျန်တဲ့ညီမ3ယောက်ကစနှောက်ကအိမ်ပေါ်တက်လာပါတယ်။လာအိမ်ရနိုးတဲ့အချိန်ညီမတယောက်ကကောင်းလေးနဲ့စကားပြောနေတာတွေ့ပြီးငါဒီကောင်လေးကိုသဘောကျတယ်။မင်းကဘယ်ကလဲမင်းနေခဲ့ပေမဲ့အဲ့ကောင်လေးကပစ္စည်းအဟောင်းတွေဝယ်ဖို့လိုက်မေးနေတဲ့သူဖြစ်ပါတယ်။အလုပ်သွားဖို့လုပ်တဲ့အခါညီမတွေကတက်စီက900တောင်းကကြောင်းသွားဖို့လုပ်နေတာကြောင့်ရူဘီ900ကိုနှမျောတယ်လာကသူကိုယ်တိုင်လိုက်ဖို့မယ်ပြောကထွက်လာပါတယ်။လိုက်ဖို့တဲ့လမ်းမှာကောင်လေးတစ်တိုက်ကညီမတွေကိုစနှောက်နေခဲ့ပြီးဆိုင်ရှိရောက်တဲ့အခါပတ်စံ900ပေးပြီးအလုပ်ရှိလို့ဆိုကတက်စီနဲ့သွားခိုင်းလိုက်ပါတယ်ညီမတွေထွက်သွားတာကိုကြည့်ပြီးသူကတော့ခုနစားနှောက်နေတဲ့ကောင်လေးတွေကိုဒေါသထွက်ကသွားရောက်ရိုက်နှက်နေပါတယ်ဘေးနားကလူတွေကဝိုင်းဆွဲကဒီလောက်လေးနဲ့အဲ့လောက်ဒေါသထွက်စရာလာပြောနေတဲ့အတွက်မုံရောင်းတဲ့သူစီကမိုက်ကိုယူကဒီမျိုးကကောင်လေးတွေကိုထိမ့်သိမ့်ဖို့နဲ့အဲ့ဒီလိုကောင်မလေးတွေကိုလိုက်ဆိုင်ရင်အသက်ကုန်စော်မှာဖြစ်ကြောင်းအဲ့ဒီလိုစားနောက်ပြီးရင်လေကောင်မလေးကိုလက်ထပ်ယူရမှာဖြစ်ကြောင်းရာဇသံပေးနေပါတယ်မိုးရောင်းနေတဲ့အခါစပနာကမနေ့ကသူ့အဖေပြောတာမလွန်ကြောင်းနဲ့သူ့ညမတွေကြတော့ကြည့်ပြီးငါ့ကိုကြဘာလို့မငဲ့တာလဲလို့ရန်တွေးနေပါတယ်အဲ့ဒီအချိန်အတီးတယောက်ကသူ့သမီးမင်္ဂလာဆောင်လာဖိတ်နေခဲ့တာကြောင့်လာကအန်အောနေကဘသူနဲ့ပေးစားတာလဲမုံစိုးပုံနဲ့လာမေးနေခဲ့ပြီးအိမ်တော်ရေးပွဲစားကဘသူလဲမေးနေပြန်ပါတယ်ဆိုင်မှာအလုပ်လုပ်နေတဲ့ကောင်လေးကဖဲကအဲ့ဒီအိမ်တော်ပွဲစားကိုကျွန်တော်တီးသားပဲမိုးရောင်းဖို့လာပြောတော့ကကိုဝင်ဆောင်တွေကိုကောင်းချီးပေးနေတာအဲ့ဒီလိုမရောင်းနိုင်ဘူးလို့ညင်းလွတ်လိုက်ကြောင်းပြောနေတာကြောင့်ငါမှညီမ4ယောက်ရှိတာမေးနေတာလားဆိုကလိုက်ရိုက်နေပါတယ်ညနေမင်္ဂလာဆောင်ရောက်တဲ့အခါလာကနေတဲ့အမျိုးသမီးကိုပြကအဲ့ဒါသတို့သမီးပဲသူ့ကိုသတို့သားရှာပေးတဲ့ပွဲစားနဲ့သာဆိုရင်ငါညမတွေကိုလက်ထပ်ပေးနိုင်တော့မှဖြစ်ကြောင်းစပနာကိုရှင်းပြနေပါတယ်အင်အောင်ရေးပွဲစားရှာနုစီသွားကသူ့ညမတွေကိုလက်ထပ်ပေးမှသူလည်းမင်္ဂလာဆောင်လို့ရမှာဖြစ်ကြောင်းပြောပြနေတာကြောင့်ရှာနုကမနှက်ပြန်အားလာမေးနေခဲ့ပါတယ်အားအောင်
အောင်လုပ်ပါမယ်လို့ပြောနေတာကြောင့်နောက်မင်္ဂလာဆောင်မှာမုံရောင်ရင်းနဲ့နင်းညမတွေကိုတွေ့မယ်လို့ပြောကထွက်သွားပါတယ်နောက်နေ့လာလာကရှာနူးနဲ့သူညမတွေကိုပေးတွေ့တဲ့အခါညမတွေကိုကြည်ရင်တယောက်ကိုကော်မရှင်ကအပီစီ30နဲ့လုပ်ပေးမယ်လို့ပြောနေပါတယ်လာလာကတော့4ယောက်ဆိုရင်80ဘလို့လို့တတ်နိုင်မှာလဲလို့ပြောနေတဲ့အတွက်နင်းညမတွေကိုကြည်အောင်တယောက်ကလမ်းသေးရဲ့တယောက်ကနှလွာပေါက်စီနောက်တယောက်ကလာမိုင်းညလို့ပြောနေခဲ့ပြီးဂိုင်သရီကိုတော့18သိန်းနဲ့လက်ထပ်ပေးမယ်လို့ပြောတာကြောင့်စပနာကထားရည်နေပါတယ်အဲ့ဒါကိုရှာနူးကဟာရီရှာကရဲ့သမီးစပနာလာနင်းဒီမှာဘာလုပ်နေတာလဲနောက်နေ့ရက်နေနေအဖေကကောင်းလေးတယောက်နဲ့တွေ့ပေးဖို့လုပ်ကြောင်းပြောတဲ့အခါမြန်မာဖြစ်သူတွေကတစ္ဆာမရှိဘူးတကယ်မချစ်ဘူးဆိုတာတချင်းဆိုရင်ကနေပြန်ပါတယ်အိမ်ကိုရောက်တဲ့အခါစပနာကဘိုးဝေးတွေရဲ့မှတ်တမ်းမှာဘာတွေရောင်းစရာရှိလဲကြီးခိုင်းနေခဲ့ပြီးဂါဖဲကတော့ကလထိုင်းတွေမင်္ဂလာဆောင်ဝတ်စုံတွေယူလာပြီးဒါတွေရောင်းရင်9000လောက်တော့ရမှာဖြစ်ကြောင်းပြောနေပါတယ်စပနာကအဲ့ဒါငါတို့မင်္ဂလာဆောင်ရင်ဝတ်ဖို့ချုပ်ထားတာဆိုကရန်တွေ့နေခဲ့ပြီးဆာရာဝတီက6,000တောင်ရှစ်နှစ်ရှိပြီရှေးဟောင်းပစ္စည်းဖြစ်နေပြီဆိုကစာနောက်နေပါတယ်လာလာကတော့သူတို့မင်္ဂလာဆောင်ပြီးရင်နေကိုတကယ်လက်ထပ်မှာပါလို့ပြောနေတဲ့အတွက်တနိုင်ငံလုံးကမင်္ဂလေးတွေလက်ထပ်ပြီးရင်တော့နေညမတွေကမင်္ဂလာဆောင်ရမှာမဟုတ်ဘူးငါနေကိုငယ်ငယ်လေးကတည်းကစောင့်နေခဲ့ရတယ်ဆိုကငုံနေပါတယ်လာလာကသူ့ကိုလည်းဝိတ်ချခိုင်းမယ်နောက်တစ်ယောက်ကိုလည်းအသားပြုတ်ခရင်လိမ့်ခိုင်းပါမယ်လို့ပြောကချော့နေပေမဲ့စပနာကဒီလိုလုံးနေရင်ဖခင်စီစဉ်တာပဲလက်ခံတော့မယ်ဆိုကထွက်သွားပါတယ်ဂါဖဲကလာလာကြောက်ကက်ကိုထုတ်ရောင်လို့ရသေးတယ်လို့ပြောနေတဲ့အတွက်ဂိုင်သရီကပါဇက်ပိတ်ထားဖို့ပြောစပနာမင်္ဂလာဆောင်ကိစ္စအဆင်မပြေအောင်လုပ်ကြဖို့ပြောနေပါတယ်။နောက်နေ့စပနာတို့မင်္ဂလာဆောင်ကိစ္စဆွေးနွေးနေတဲ့အချိန်ဂိုင်သရီကဥဆောင်ပြီးလာလာနဲ့အကြောင်းတွေရှောက်ပြောနေတာကြောင့်မင်္ဂလာကိစ္စလည်းပြတ်သွားပါတယ်။ဖျားပွဲမှာမိုးရောက်နေတဲ့လာလာကိုကာဖဲကဒီပွဲတွေမှာတချင်းဆိုရင်ပတ်စံ3သိန်းလောက်ရကြောင်းပြောနေတာကြောင့်တညာလုံးထိုင်ရောက်မှ2000လောက်ရတဲ့မုံကူကြီးကတချင်းဆိုဖို့စိတ်ပါလာပါတယ်။အဲ့ဒီအချိန်ညီမတွေရောက်လာပြီးစပနာတို့ကိစ္စကိုအဆင်ပြေအောင်လုပ်ပေးခဲ့ပြီးမို့သူတို့လည်းအိမ်အောင်ကြောက်အောင်ဝှေ့လျှော့မယ်။အသားဖြူခရင်တွေလည်းလိမ့်ပါမယ်လို့ချော့နေတဲ့အတွက်လာတယောက်ပျော်ပျော်ကြီးတချင်းတွေတက်ဆိုနေပါတယ်ဝိချဖို့အတွက်အိပ်ပျော်နေတဲ့ညီမကိုနှိုးလိုက်အသားပြူခရင်တွေလိမ့်ပေးလိုက်နဲ့ရေးစားဖြစ်သူစပနာကိုလည်းချော့နေရပါတယ်နောက်နေ့အိပ်ရထားတဲ့အခါအမျိုးသမီးတယောက်ဟာမိန်းကလေးဘက်ကတင်တောင်းရတဲ့ကိစ္စနဲ့ပတ်သက်ပြီးမကြည်မချမ်းအကြီးကျယ်ဟောပြောနေပါတယ်အဲ့ဒါကြောင့်လာလာကထလာပြီးအမကြီးကဟောပြောကောင်းတဲ့သားသမီးရှီလာမေးနေခဲ့ပါတယ်အဲ့ဒီအမျိုးသမီးကသမီး2ယောက်ရှိတယ်လို့ပြောတာကြောင့်အဲ့ဒါမို့အခုလိုဟောပြောနေတာပဲတားယောက်ျားလေးမွေးထားရင်အခုစကားတွေထွက်လာမှာမဟုတ်ဘူးဆိုကဝင်ထောက်နေပါတယ်အိန္ဒိယမှာရှိတဲ့ဖခင်တွေအကိုတွေဟာကိုသမီးကိုညမကိုခေါင်းပေါ်ရင်ခေါ့ပြီးလက်ထပ်ပေးခြင်းလို့ခါကျွန်းအောင်အလုပ်လုပ်နေတာကိုခမည်းကအဆက်ခွဲကျင်တာလားလို့ပြောနေတဲ့အချိန်ရှန်နူးစီကဖုံးလာတဲ့အတွက်ရုံခန်းကိုပြေးထွက်လာပါတယ်ရှန်နူးကတော့နောက်လာတဲ့မှာဂိုင်သရီမင်္ဂလာဆောင်ရမယ်ဆိုလို့လာတယောက်တို့သမီးကိုပြင်ဆင်ပေးရတော့မယ်တန်းဆိုးပေးရတော့မယ်ဆိုကအပျော်လုံးပြီးထွက်လာပါတယ်မင်္ဂလာဆောင်မှာမောင်နှမတွေပျော်ရွှင်နေကြပေမဲ့ဂိုင်သရီတကယ်ထွက်သွားတဲ့အခါလာရောညမတွေပါအကုန်လုံးဝမ်းနေနေရပါတယ်အဲ့ဒါတော့စပနာရဲ့ဖခင်ဖြစ်သူဟာဂိုင်သရီတယောက်ပဲလက်ထပ်ရသေးတယ်မင်းညမတွေအကုန်လုံးမင်္ဂလာဆောင်ပြီးတဲ့အထိငါသမီးကိုအပြိုကြီးလှုပ်ခိုင်းရမှလာထတောင်းချမ်းနေပါတယ်လာကဘာမှပြန်မပြောပေမဲ့ဂါဖဲကတော့မနေနိုင်ပဲတည်သွားတဲ့မိခင်ရဲ့ဂရီကိုတီးဖို့လာကအယိုးဆွေးအောင်လုပ်နေရကြောင်းဝင်ပြောနေပါတယ်စပနာရဲ့အဖေကပဲဘာဟိုသူ့အမေလေအဲ့ကောင်ကလမ်းဘေးကတရောင်းစားမင်းကိုကျွေးမွေးထားသလိုမွေးစားခံရတဲ့ကောင်အဲ့ဒါကိုဒီကောင်ကအကိုအရင်ဖြစ်ချင်နေတာပဲလို့ပြောနေတဲ့အတွက်ညီမတွေကဝမ်းရိုက်နေပါတယ်လာကတော့ဘာမှမပြောပဲခေါင်းဝိုက်ဆိုင်ပြီးသားထွက်လာခဲ့ပါတယ်မျက်ရည်တွေနဲ့လာကိုညီမတွေကဝိုင်းချော့နေပြီးဂါဖဲကတော့စပနာအဖေကပြောသလိုလုံးမှာဖြစ်တာကြောင့်သူတို့ကိုမင်္ဂလာဆောင်ပေးဖို့ရှာနူးစီသွားခိုင်းနေပါတယ်ရှာနူးစီရောက်တဲ့အခါမိတ်ဆက်ပေးထားတဲ့စာရွက်တွေကိုကြည့်ရင်ကျွန်တော်ညီမတွေကိုစကားထည့်တဲ့သူတွေနဲ့ပေးစားရမှလားမေးနေရပါတယ်ရှာနူးကတော့သူတို့ကအမွှာညီကိုတွေချမ်းလဲချမ်းသာတဲ့ညီမ2ယောက်နဲ့ပေးစားချင်နေတာကြောင့်တခါတည်းနဲ့ညီမ2ယောက်လုံးစိုးအောင်သွားမှလို့ပြောနေပေမဲ့လာကတော့စကားထည့်တဲ့သူတွေနဲ့မပေးစားနိုင်ဘူးဆိုကထွက်လာပါတယ်ဂိုင်သူရီကိုအဲ့ဒီအကြောင်းတွေဖုံးဆက်ပြောနေတဲ့အချိန်စပနာကိုကောင်းလေးတယောက်နဲ့တွေ့လိုက်ရတာကြောင့်ဘူခါကိုခြုံပြီးအနောက်ကနေလိုက်သွားပါတယ်ရောက်ကတိကတော့မင်္ဂလာကိစ္စဆွေးနွေးနေခဲ့ပြီးလာမှန်းသိတဲ့အတွက်နောက်ဖေးဝူကောကထွက်သွားဖို့ပြောနေပါတယ်စပနာကလည်းနောက်ဘဝကြရင်တော့နေရဲ့သတို့သမီးဖြစ်ပြရစီငါအဖေကကောင်းလေးဖြစ်သူနဲ့မျိုးရဲသွားကျင်နေဆိုတော့ငါသူပြုံးလေးလက်ခံခဲ့တယ်ကောင်းလေးကဆောင်းခိုင်းတုန်းကလည်းပြုံးလေးလက်ခံခဲ့တယ်အခုတော့ငါသူ့ကိုဘယ်လိုပြောရမလဲဆိုကထွက်လာခဲ့ပြီးဖခင်ဖြစ်သူကိုလည်းလာနေလောက်ဆောင်းခိုင်းဖို့ပြောနေပါတယ်အဲ့ဒါကိုကြားတွေကသတို့သားကစပနာမှာစိတ်တန်ရာရှိလာမေးနေတဲ့အတွက်ပါဇက်ပိတ်ခိုင်းနေရပါတယ်လာကတော့ဂိုင်သရီကိုဖုံးဆက်ကစကားထည့်တဲ့သူတွေလည်းဖះရဲ့သားသမီးတွေပဲဆိုကအမွှာနှစ်ယောက်ကိုခေါ်တွေ့ခဲ့ပေမဲ့သူကိုယ်တိုင်စိတ်မရှိပဲပြန်လွတ်လိုက်ရပါတယ်ပြီးတော့စပနာရဲ့ဖခင်စီသွားကကျွန်တော်ကိုအချိန်လေးလာပြီညီမတွေကိုမင်္ဂလာဆောင်ပေးမယ်လို့ပြောနေတာကြောင့်တင်တောင်းဝင်ကရောဆိုတဲ့အခါကြောက်ကက်ရှိတယ်လို့ပြောလိုက်ပါတယ်ဂိုင်သရီမင်္ဂလာဆောင်တော့ကတင်တောင်းငွေအတွက်ဆိုင်ကိုပေါင်လိုက်ရတာဖြစ်ပြီးအခုညီမတွေအတွက်ကြောက်ကက်ကိုထုတ်ရောင်းရမှာဖြစ်ပါတယ်မောင်နှမပွဲတော်ရောက်တော့မှမို့ဒလေးထုံးတဲ့အရာရာခေချီဖို့အတွက်ပြင်ဆင်ခိုင်းနေခဲ့ပြီးလာကတော့တခြားမြို့မှာမုံအော်ရာရောင်းဖို့သွားမယ်ဆိုကကြောက်ကက်ရောင်းဖို့ထွက်လာပါ
ပါတယ်။ကြောက်ကရောင်းပြီးတဲ့အခါပတ်စံတုပ်ပိုက်ပြီးပြန်လာတဲ့အချိန်ညီမဖြစ်သူတွေကရာဂီချီဖို့အတွက်တေချာပြင်ဆင်ပေးထားလို့ဝမ်းသာနေပါတယ်။အဲ့ဒီအချိန်လာလာစီကဖုန်းတကောဝင်လာခဲ့ပြီးတိတ်မကြခင်ခိုင်သရီလိုအော်ကပြေးထွက်လာခဲ့ပါတယ်။ခိုင်သရီနေတဲ့အိမ်ရှိရောက်တဲ့အခါရဲတွေကိုကျွန်တော်ညီမလေးဆုံးသွားပြီလို့ဖုန်းဆက်လို့ရောက်လာတာဖြစ်ကြောင်းပြောပြနေရပါတယ်။ရဲတယောက်ကတော့ကိုတက်သိမှုလို့တတ်မှတ်ထားတယ်ပြောနေခဲ့ပြီးအလောင်းကိုသွားကြည့်တဲ့အချိန်လာလာကမဟုတ်ပါစေနဲ့လို့ဆူတောင်းနေခဲ့ပေမဲ့ခိုင်သရီဖြစ်နေပါတယ်။လာလာကတော့သွေးယူသွေးတန်းနဲ့သူ့ညီမမဟုတ်ဘူးဆိုကခိုင်သရီကိုလိုက်ရှာနေခဲ့ပါတယ်။ခိုင်သရီယောက်ျားကိုလည်းငါညီမလေးကမိမကောင်းပါကွာဘာတွေအဆင်မပြေလို့လဲရောက်ခမကြိုက်တဲ့ဟင်းတွေချက်မပေးနိုင်တာကြောင့်စိတ်ဝိစမှုတွေပေးလို့တက်သိသွားတာလားလို့လိုက်မေးနေပါတယ်။အဲ့ဒါကိုမကြည့်ရတဲ့ဘေးအင်ကမျိုးသမီးတယောက်ကသူတို့တွေကနင်းညီမကိုဂိုးသွေးဆုံနေတာရေခဲတိတာမပေးရင်ရာဂီချီဖို့မသွားခိုင်းဘူးနင်းကိုလည်းဒုက္ခမခံခိုင်းစေခြင်းလို့အခုလိုတက်သိသွားတာဖြစ်ကြောင်းပြောပြနေပါတယ်။လာလာကတော့ဘာတခုမှပြန်မပြောနိုင်တော့ပဲခိုင်သရီရဲ့အလောင်းကိုပွေ့ချီပြီးတော့သာပြန်လာပါတယ်။မင်္ဂလာဆောင်မှာတော့ကဒန်းဆိုးပေးခဲ့တဲ့ချက်တော့ကိုဇာပနာအတွက်ထပ်ဆိုးပေးနေရပြန်ပါတယ်။ခိုင်သရီရဲ့ဇာပနာအခမ်းအနားပြီးသွားတဲ့အခါလာလာကဆိုင်ရှိမှာသူကိုယ်တိုင်ကလည်းအယူအဖေဖြစ်သူကလည်းအယူယောက်ျားလေးမွေးစေတဲ့မုတ်ကိုစက်မရောက်နိုင်တော့ဘူးဆိုကပစ္စည်းတွေကင်ပေါက်နေပါတယ်။တင်တောင်းဝေကိစ္စဟောပြောခဲ့တဲ့အမျိုးသမီးကိုလည်းအမမှန်နဲ့သူတို့တောင်းတာပြီးကျွန်တော်ညီမတွေအဆင်ပြေမဲ့ပျော်ရွှင်မဲ့ထင်ခဲ့တာကြောင့်ငါညီမလှလှလေးကိုပေးလိုက်ပေမဲ့ခွေးတောင်းစားတွေအလောင်းပဲပြန်ပေးလိုက်တယ်ဆိုကယူကျုံမရငုံနေပါတယ်။ညီမဖြစ်သူတွေကိုကြည့်ကအမေကိုပေးခဲ့တဲ့ကတိကိုငါတီအောင်ကြိုးစားမယ်။ဒါပေမဲ့နင်တို့ကမတောင်းရပဲနင်တို့တွေကိုပြန်တောင်းရတဲ့အခြေအနေရောက်အောင်ငါပညာသင်ပေးမယ်လို့ပြောနေခဲ့ပြီးစပနာကိုလည်းငါသေးတာမမြင်ချင်နေဖေစီစဉ်တာလက်ခံလိုက်လို့ပြောပြီးထွက်သွားပါတယ်။အရက်တွေမူပြီးအိပ်ပျော်နေတဲ့လာလာကိုစပနာကငါငငယ်လေးကနင်းကိုစောင့်နေရတာဘာလို့ငါကတခြားတယောက်လက်ခံရမှလဲပြောနေတဲ့အတွက်လာလာကပဲမိသားစုထက်အပူတဲ့အရာမရှိတာမို့နေဖေလည်းပြောချင်းရှာမှာပေါ့ဆိုကအဆုံးသက်စကားပြောနေတာကြောင့်လှည့်တွက်လာခဲ့ပါတယ်။စပနာအတွက်မင်္ဂလာကိစ္စစီစဉ်နေခဲ့ပြီးလာလာကတော့အခမ်းအနားမှာမုတ်လိုက်ရောက်နေပါတယ်။မိဘုံဘက်ဖို့အစင်လာလုပ်တဲ့အခမ်းအနားမှာတော့ဖခင်ဖြစ်သူကစပနာရဲ့အနာကိုကတ်လာခဲ့ပြီးအခုထိလောက်ခဲ့သမျှကတမယိုးကြဖြစ်ကြောင်းပြောပြနေပါတယ်။ဒါပေမဲ့မိဘုံကိုပတ်ပြီးသွားရင်တော့အားလုံးပြီးသွားတော့မှဖြစ်တာကြောင့်သမီးစိတ်ဆင်းရဲတာကိုမကြည့်ရတဲ့ဖခင်ကမင်္ဂလာပွဲဖျက်လိုက်လို့ပြောလိုက်တဲ့အတွက်စပနာကိုယ်တိုင်အံ့ဩသွားပါတယ်။စပနာကသူတို့တွေပြဿနာရှာရင်အဖေထိန်းပေးမှလာပြန်မေးတဲ့အခါရီးစားရှိတာကနဲ့ငါကထိန်းပေးရမှာလားဟိုအမျိုးရုပ်ကိုကြည့်ဆိုကလာလာကိုပြနေပါတယ်။လာလာကတော့သူတို့သမီးကိုပြုံးပြုံးကြီးကြည့်နေခဲ့ပြီးစပနာကအမျိုးရုပ်ငါ့ကိုတားတော်လေးဆိုကအော်လိုက်တာကြောင့်ဖခင်ဖြစ်သူကနေယူးနေလားဆိုကမျက်လုံးမိတ်ပြလိုက်ပါတယ်။အဲ့ဒါကိုသူတို့သားကမြင်ပြီးအရင်ထဲကကြံစီထားတာမလားလို့ဝင်မေးနေပါတယ်။စပနာကနေမရှက်ဘူးလားအဖိုးကြီးကငါတို့အတွက်အရိုက်ခံနေပြီးနင်ကဘာလုပ်နေတာလဲလို့စင်းမင်းနေပေမဲ့လာလာကတော့ငါဘာလုပ်နိုင်မှလဲလို့သာပြန်ပြေးလိုက်ပါတယ်မိသားစုထက်ပိုတဲ့အရာမရှိဘူးလို့နင်ပြောခဲ့တယ်မဟုတ်လားငါကလည်းနင်မိသားစုပဲလေငါနင့်ကိုစောင့်နေမယ်နင့်ဆိုင်ကိုနေ့တိုင်းလာပြီးမနှက်ဖြန်ရှိနေသူတွေငါ့ကိုဘယ်တော့လက်ထက်မှလဲလို့မေးမယ်ဆိုကတင်းတင်းကြပ်ကြပ်ဖတ်ထားပါတယ်အရိုက်ခံနေရတဲ့ရောက်ကတိဖြစ်သူကဒီမင်္ဂလာပွဲပြတ်တာကိုကောင်လေးတွေဘက်ကလက်ခံသဘောတူပေမဲ့တောင်းဆိုမှုတစ်ခုရှိကြောင်းပြောပြနေပါတယ်အဲ့ဒါကတော့သူတို့သားကလာလာရဲ့ညီမလက်ရှိမီကိုသဘောကျနေတာကြောင့်သူနဲ့သဘောတူပေးဖို့ဖြစ်ပြီးအငယ်ဆုံးညီမကဝင်လာကကျမတို့ကတင်တောင်းဝင်မပေးနိုင်ဘူးလို့ပြောနေပေမဲ့အဆင်ပြေသွားကြပါတယ်လာလာကတော့ဒီတလုံးကိုတီးဖို့စူးစမ်းနေသေးတာကြောင့်ရောက်ကတိရဲ့လိုက်ရချင်းကိုလည်းခံရမြဲဖြစ်ပါတယ်။လက်ရှိမီကိုလည်းမင်္ဂလာဆောင်ပေးနိုင်ခဲ့တယ်လို့ညီမပိန်ပိန်လေးကလည်းရှေ့နေတယောက်ဖြစ်လာကကောင်းလေးတယောက်နဲ့စိုးအော်သွားပါတယ်။အနုညံဆိုညီမထွေးလေးကတော့ရဲမေတယောက်ဖြစ်လာခဲ့ပြီးရဲတယောက်နဲ့အကြောင်းပါသွားတာကြောင့်လာလာတယောက်စပင်ဖြူတွေနဲ့မင်္ဂလာဝတ်စုံဝတ်ကပြုံပြုံကြီးထွက်လာပါတယ်။မင်္ဂလာဆောင်မှုပြင်ဆင်တဲ့အခါကျန်တဲ့ညီမတွေကိုကြည့်ပြီးဂိုင်သူရီကိုသတိရနေခဲ့ပေမဲ့အာတင်ဘီရှေ့ဆက်ကစပင်ဖြူနေတဲ့သတို့သမီးလေးစပနာကိုအသက်60ပြည့်တဲ့နှစ်မှာပဲသွားခေါ်နိုင်ခဲ့ပါတယ်။ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်တို့ရဲ့ Juro Recap channel လေးကို like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်။